အားလုံးမင်္ဂလာပါစိတ်ကနေပြီးကြိုဆိုပါရစေဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့ကိုရှာဖွေရင်းပျောက်နေကြရတဲ့အကြောင်းပြောပြသွားမှာဖြစ်ပါတယ်တကယ်တော့ကိုရှာတွေ့ခြင်းဆိုတာဘာကိုဆိုလိုတာလဲဘာကြောင့်လူအများစုဟာအဲ့ဒီအကြောင်းကိစ္စရှင်းလင်းတဲ့အချိန်ကြမှာဘဝကိုရှင်းရှင်းလင်းလင်းမြင်တတ်ကြတာလေဆွစ်ဇာလန်ကစိတ်ပညာရှင်ကောင်ဂျွန်းကဒီလုပ်ငန်းစဉ်ကိုတူးချင်းဖြစ်တည်ခြင်းလို့ခေါ်ပါလေကိုယ့်ရဲ့ဖုံးကွယ်ထားတဲ့အစိပ်ပိုင်းအားလုံးကိုစုစည်းပြီးစစ်မှန်တဲ့ပြည့်စုံတဲ့ကိုတယောက်ဖြစ်လာဖို့တသက်တာလှုပ်ဆောင်ရတဲ့ခရီးတစ်ခုပဲဖြစ်ပါတယ်ဒီခရီးကိုဘယ်လိုစတင်မလဲခေတ်သစ်စိတ်ပညာကဘာတွေသင်ပေးနိုင်မလဲနက်နက်ရှိုင်းဟိုင်းဆင်ကြည့်ကြရအောင်ကျမတို့တက်ဆင်ထားတဲ့မျက်နှာဖုံးမှန်နေကြည့်ပြီးငါဘာသူဖြစ်နေပြီလဲငါဘာကိုဖြစ်ချင်နေတာလဲမသိတော့ဘူးလို့တွေးဘူးသူများရင်တင်တယောက်တည်းမဟုတ်ပါဘူးလို့ပြောချင်ပါတယ်ဂျွန်းကလူသားဘဝရဲ့အများစုဟာစိတ်ယူတဲ့တရုပ်ဆောင်နေရတာဖြစ်တယ်လို့ယုံကြည်ပြောခဲ့ပါတယ်ကျမတို့တွေအသက်ရှင်တန်နေထိုင်နေရင်းနဲ့ကိုယ့်ဘဝကိုလုံးဝကိုယ်ပိုင်ဘဝမဟုတ်ပဲဖြတ်သန်းနေရတယ်လို့ခံစားဘူးလားခဏလေးမျက်လုံးမှိတ်ပြီးကိုယ်နဲ့အများဆုံးတူတယ်လို့ခံစားရတဲ့ကိုယ်ပါရှင်ကိုစိတ်ထဲမှာပုံဖော်ကြည့်ပါမိသားစုကမျှော်လင့်ထားတဲ့သူမဟုတ်ဘူးအလုံးမှာဒါမှမဟုတ် online ပေါ်မှာအပြင်က social အတိုင်းဝိုင်းမှာပြောတာထားတဲ့မျက်နှာဖုံးလည်းမဟုတ်တိတ်ဆိတ်တဲ့အချိန်တွေမှာပေါ်ထွက်လာတတ်တဲ့စစ်မှန်ဒီဘာမှအစစ်ထုတ်မထားတဲ့ကိုယ့်ရဲ့ပုံစံကိုတွေးကြည့်ပါအဲ့ဒီပေါ်ရှင်နဲ့ကိုရှာဖွေရပါလွယ်တော့မလွယ်ပါဘူးကိုဘတူလဲဘာကိုတကယ်လိုချင်တယ်လဲဆိုတာနားလေဖို့နှစ်ပေါင်းများစွာတခါတလေဆယ်စုတစ်တွေပြောင်းကြာတတ်ပါတယ်ဂျွန်းကတသက်တာရဲ့အကြီးကျယ်ဆုံးအခွင့်အရေးကကိုတကယ်ဖြစ်ချင်တဲ့သူဖြစ်လာခြင်းပဲလို့ပြောမှုပါတယ်နာခံတတ်တဲ့သားသမီးယုံကြည်အားထားတဲ့တငယ်ချင်းပြီးပြည့်စုံတဲ့ချစ်သူဒီစက်ရုပ်တီဟာသူခေါ်တဲ့ပင်ကိုပုံရိပ်ကိုဖန်တီးပေးပါတယ်လူအဖွဲ့အစည်းတဲ့လိုက်လျော်ညီထွေဖြစ်အောင်တက်ဆင်ထားတဲ့မျက်နှာဖုံးမှာ2016ခုနှစ်မှာ Journal of Personality တဲ့ကလေ့လာတဲ့ချက်အရလူငယ်အရွယ်မှာကိုယ့်ဘဝကိုအဖတ်သက်ရှာဖွေမှုအမြင့်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။အပြင်လောကရဲ့မျောလင့်ချက်အိမ်နဲ့ကိုယ်ပိုင်စန္ဒအီကိုဟန်ချက်ညှိရောက်လုပ်နေရခြင်းပါ။ဒီမျက်နှာဖုံးကလူ့ဖိုက်စီတဲ့ live ဖတ်ပြင်ကူညီပေးပေမဲ့ကိုတယောက်အတွက်တော့မဟုတ်ပါဘူး။ဂျွန်းကဒီမျက်နှာဖုံးကိုကိုယ့်ရဲ့တကယ်ဖြစ်တည်မှုလို့အထင်မှားမိရင်စိုးရင်ပူပန်မှုမကျေနပ်မှုပင်ပန်းနွမ်းနယ်မှုစိတ်တက်ကြယောဂကနေဖြစ်လာနိုင်တယ်လို့တတိပေးထားပါတယ်အရိပ်နဲ့နိုးကြလာခြင်းကိုရှာတွေ့ရင်အလင်းရောင်နဲ့ရှင်းလင်းမှုလေးပဲရမယ်လို့ထင်ရင်လေမမှန်ပါဘူးဂျုံကအရိပ်ကိုရင်ဆိုင်ရမယ်လို့အလေးနဲ့ပြောပါတယ်မနာလိုခြင်းဒေါသထွက်ခြင်းတူးကိုကြိုးရှာခြင်းကြောက်ရွံ့ခြင်းစတဲ့ကိုယ်နဲ့မဆိုင်ခြင်းကြတဲ့အရာအလုံးကိုကိုယ်စိတ်အတွင်းရဲ့အနက်ရှိုင်းဆုံးနေရာမှာဖုံးကွယ်ဖိနှိပ်ထားကြတာပါဒါပေမဲ့ဒါကိုဖိနှိပ်ထားရုံနဲ့ပျောက်သွားမှာမဟုတ်ပါဘူးတခါသူတွေကိုအပြစ်တင်တဲ့နေရာဒေါသထွက်တဲ့အခါမဖြေရှင်းနိုင်တဲ့မကောင်းတဲ့ပုံစံတွေဒီအကြောင်းရင်းတွေကထွက်ပေါ်လာတတ်ပါတယ်စိတ်ပညာရှင်တွေပြောသလိုငါ့ကိုမင်းမြင်ပုံကမင်းရဲ့ရောင်ပြန်ဟတ်ပုံပဲမင်းကိုငါတုံ့ပြန်ပုံကငါ့ကိုငါသိရှိနိုင်လေပုံပဲလို့ဆိုလိုပါတယ်ဆိုလိုတာကတခြားသူတွေမှာကိုမုန်းတီးတဲ့အရေးသွေးတွေကိုတကီးထားမိတာဟာကိုတွင်းမှာအတိအမှတ်မပြုတ်ထားတဲ့အရာတစ်ခုကိုညွှန်ပြနေတာဖြစ်ပါတယ်မာနကြီးတဲ့တငယ်ချင်းဟာတကယ်တော့အတိအမှတ်ပြုတ်ခံခြင်းနေတာဖြစ်နိုင်တယ်လို့စိတ်ခံစားချက်များတာကိုပြည့်ရပြောတတ်တဲ့သူဟာကိုယ်ခံစားချက်တွေကိုထုတ်ဖော်ဖို့ရုန်းကန်နေတာဖြစ်နိုင်ပါတယ်ဒါကအရိပ်နဲ့လှုပ်ဆောင်ရတဲ့အလုပ်ပါ2021ခုနှစ် Frontiers in Psychology Journal ထဲကmeta analysis တခုအရာခံစားချက်တွေကိုဖိနှိပ်ထားရင်စိတ်ဖိစီးမှုပိုများပြီးကျဉ်းမာပျော်ရွှင်မှုနည်းတယ်လို့တွေ့ရှိခဲ့ပါတယ်။မျက်စိနဲ့မမြင်ချင်တဲ့အရာကိုမြုပ်နှမ်းထားရုံနဲ့ပျောက်သွားမှာမဟုတ်ပါဘူး။ပိုလေးလံလာစေရုံပဲခဲ့ပါတယ်။ဂျုံကအရိပ်ကိုစိုးရွားတယ်လို့မမြင်ပါဘူး။ရိုးသားမှုနဲ့စွားရင်ရဲ့မထိခိုက်မသိမ့်သေးတဲ့အရင်အမြစ်လို့မြင်ပါတယ်။ရင်ဆိုင်လိုက်ရင်ကိုပိုသိလာမယ်။ပေါင်းစည်းလိုက်ရင်ကြီးထွားလာမယ်။သူ့ရဲ့နာမည်ကြီးစကားတစ်ခုကမသိစိတ်ကိုသိစိတ်အဖြစ်မပြောင်းလဲမချင်းအဲ့လာကမင်းဘဝကိုဥဆောင်သွားမယ်မင်းကအဲ့လာကိုမင်းရဲ့ကံကြမ္မာခေါ်လိမ့်မယ်တဲ့မင်းပေအပိုင်းကိုအမြဲထော့ပြေးနေခဲ့တာလေ
ညင်းပယ်မှုနေရာမှာနားထောင်ပြီးလက်ခံခွက်ပေးရင်ဘာတွေဖြစ်လာနိုင်မလဲတူးချင်းဖြစ်တီးချင်နဲ့ပြည့်စုံမှုစီတို့ခီးကိုရှာတွေ့ခြင်းဆိုတာလူတစ်တစ်ခုဖြစ်လာတာလေမဟုတ်ပဲအပြည့်စုံဆုံးကိုယ်တိုင်အဖြစ်လာတာလည်းမဟုတ်ပါဘူးဟန်ချက်မြည်မှုနဲ့ကိုဘဝရဲ့မတူညီတဲ့အစိတ်အပိုင်းအားလုံးကိုပေါင်းစည်းနိုင်ခြင်းပါဒီလုံငန်းစဉ်ဟာအလုတ်အကိုက်ပြောင်းတာကိုချစ်တဲ့သူတွေနဲ့ခွဲခွာရတာကျန်းမာရေးပြဿနာကြောင့်ဘဝအားလုံးကိုပြန်စဉ်းစားရတဲ့အကြီးကြီးမားမားဘဝအလှည့်ပြောင်းတွေမှာဖြစ်တတ်ပါတယ် Journal of Positive Psychology ရဲ့နှစ်ရှည်လေ့လာမှုတစ်ခုအရဘဝအလှည့်ပြောင်းကာလမှာနှက်ချင်းတွာနဲ့ကိုတိတဲ့သူဟာဘဝမှာပိုကျဉ်းမှုရှိပြီးပိုခံနိုင်ရှိတယ်လို့တွေ့ရှိခဲ့ပါတယ်ဆိုလိုတာကငါတကယ်ဘာလို့ချင်တာလဲဘာကငါအတွက်စစ်စင်တာလဲလို့စတင်မေးချင်တဲ့အချိန်ဟာမင်းဘဝကိုတကယ်မင်းပိုင်တယ်လို့ခံစားရတဲ့အချိန်ပါတယ်။ဘာကြောင့်ကိုရှာဖွေခြင်းကိုငင်းဆန်ကြတာလဲ။ဒီဟာအားလုံးလွတ်လပ်မှုရစေတဲ့လို့ထင်ရပြီမယ်။ဘာကြောင့်လူများစုကမလုပ်ကြတာလဲ။ဂျုံကစစ်မှန်တဲ့လမ်းကြောင်းမှာရဲဝင်မှုလိုအပ်တယ်လို့လည်းပြောပါတယ်။ဒီဆောက်ထားတဲ့ဘဝအလောက်ကိုင်စစ်ဆက်ရေးကိုပိုင်အမှတ်သားတွေလုံးဝမကိုက်ညီလို့ဘူးဆိုတာဝန်ခံရမယ်။ခက်ခဲတဲ့စကားတွေပြောရမယ်။ဟောင်းနှဲတဲ့အိမ်မက်တွေကိုလွှတ်ခါရမယ်။မင်းကိုတိတယ်လို့ထင်နေတဲ့သူတွေကိုစိတ်ပြက်စေရမယ်။ဒါပေမဲ့တခြားရွေးချယ်စရာမရှိသေးလေ။ကိုဝိညာဉ်နဲ့မကိုက်ညီတဲ့ဘဝကိုဆက်နေမလား။ဆယ်စုနှစ်တည်းတရုပ်ဆောင်တီနောက်ဆုံးမှနောင်တရမလား။ကိုမျက်စိမိတ်ထားတဲ့နာကျင်မှုဟာရင်ဆိုင်ရတဲ့နာကျင်မှုထက်ပိုကြီးပါတယ်။နေ့စဉ်ဘဝထေကကိုချင်းစာနာရှာဖွေရေးတကားပေါက်များဒီခီးကိုဘလို့စမလဲတွေးနေရဲ့တက်တဲ့အထောက်ဖမ်းနဲ့ခိုင်ပါတဲ့အဆင့်တချို့ရှိပါတယ်။ခံမှန်းတွေးတော့တဲ့စိတ်နဲ့မဟုတ်ဖေစူးစမ်းလေ့လာတဲ့စိတ်နဲ့တွေးတော့ပါဘာမှမဖုံးခွယ်ပဲကြားနေရေးပါဘယ်အတွင်းနဲ့ခန်းစားချက်ပုံစံတွေထက်ခါတလဲပေါ်လာလဲတတိပြပါကိုအတက်ကိုပိုင်ချင်းဖန်တီးပြီပါ University of Rochester ရဲ့2019လေ့လာချက်အရတမင်ဖန်တီးထားတဲ့တရတဲ့အချိန်ဟာကိုပိုတိမှုနဲ့စိတ်ခံစားချက်ရှင်းလင်းမှုတိုးစေတယ်လို့ဆိုပါတယ်။ယုံကြည်ရတဲ့သူတွေကတုံ့ပြန်ချက်တောင်းပါတခါတလေသူများကကိုတိုင်းမမြင်နိုင်တဲ့ကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေမြင်တတ်ပါတယ်။အဆုံးမှာဂျုံရဲ့အတွေးခေါ်ဟာအတွင်းစိတ်တွေကနာကျင်မှုတစ်ခုကိုအခုလိုပြောဆိုထားပါတယ်။အဲဒါကတော့ပြီးဆုံးခြင်းနဲ့တောင့်တမှုနဲ့မျောလင်းချက်တွေရဲ့ဇက်ရုပ်တွေကြောင့်လူတွေမှာပြန်ကျဲနေတဲ့အပိုင်းဆက်တွေအကြာမနေခြင်းတော့ပဲလက်ရှိဖြစ်တည်နေတဲ့မိမိကိုယ်တိုင်ကိုစစ်မှန်တဲ့သူတရားဖြစ်လာခြင်းနဲ့တောင့်တမှုလို့ဆိုထားပါတယ်။လွယ်လွယ်ပြောရရင်ဟန်ဆောင်ရတာပြင်ပန်းလာတာကိုပြောချင်တာပါ။ဘာလို့ဆိုကိုယ့်ရဲ့တကယ်ရှိနေတဲ့ပုံအတိုင်းရဲတဲ့ဝင်မနေမချင်းဘဝဟာတကယ်စတင်ခြင်းမရှိသေးတာပါတဲ့။မင်းမာတော့ဘယ်အပိုင်းတွေကိုစူးစမ်းရမှာကြောက်သေးတယ်လေ။ကြည့်ရှုအားလုံးစစ်မှန်တဲ့ပျော်ရွှင်မှုများပိုင်ဆိုင်နိုင်ကြပါစေလို့ကျမတို့ရဲ့စိတ်ကနေလေးလေးနက်နက်စံတောင်းပြုလိုက်ရပါတယ်